နောက်သူတို့ပြောတာတရားတကြီးကပြောရလေကျွန်တော်တို့အစဉ်ပြေတဲ့နေ့မှာအချိန်မရွေးကမယ်လို့ပြောတာဒါဆိုကျွန်တော်တို့ကအောက်ဝယ်ကဖို့ကျွန်တော်တို့လက်မခါဘူးကျွန်တော်တို့မူရဘက်ကလက်မခံတာအဲ့တော့ကျွန်တော်တို့ကတောင်းစင်းကခွင့်နေတာအဲ့ဒါတခုအခုတော့ねကျွန်တော်တို့ဒီကြိုဒီကျေးရွာမှာတရားအင်ချီ130နဲ့130ရှိတယ်130နဲ့3အင်4အင်ရှိတော့ပေါ့သူတို့ဘက်မှာတော့25အင်ရှိတယ်ကျွန်တော်တို့ဘက်မှာတော့106အင်ရှိတယ်မူရင်းဘက်မှာကျွန်တော်အဲ့ဒါကျွန်တော်တွေ့ပြီးမှသူတို့ဒါကသူတို့ယူဝယ်စီဒါကကျွန်တော်တို့ဖိမယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုဘိုးနဲ့ကျွန်တော်တို့အဖွဲ့ကပြီးနေတာအရှိရင်လုပ်နေတာအဲ့လိုပဲအခုကျွန်တော်ဒီကနေ့ဖိလည်းမဖြစ်တော့ဘူးဒီမှာတီကျွန်တော်ကဒီမှာထိုင်ပါတရားသူတို့တော့ပြီးတော့သူတို့ကပါလဲညနေရဖွင့်လာအောင်ပါလေညနေရဖွင့်လာမယ်တဲ့ဒီနေ့ကတော့ဟိုမကျူပါပဲမကျူပါဖက်မှာတော်ရတယ်မနေ့ဖြာတော့ဒီမီရှင်ချာမလာမှာတဲ့ကျွန်တော်ညနေရဖွင့်ကဟိုကနေတည်လုထားတာအဲ့တော့ကျွန်တော်တို့ဒီမှာလဲလာမှာလေသူတို့နဲ့ညနေတာကတော့ကျွန်တော်တို့လက်ခံမှာပေါ့အဲ့လိုသဘောနဲ့ပဲအဲ့လေညီနိုင်ဖွဲ့လာပဲဆိုလာတဲ့အချိန်မှာမျိုးတို့ညီနိုင်ကြပေါ့အခုလို့လို့ဆိုတော့ဘယ်သူမှမနေနဲ့တော့ဒါတော့မနေကလာကတ်မှာလေဟမ်မနေလာကတ်မှာဘာလာကတ်မှာအော်ဝရလာကတ်မှာဝရကဘယ်သူလာကတ်မှာလဲဘယ်သူလာကတ်မှာလဲဆိုတော့မြို့နယ်မှာလည်းမေးကြည့်လိုက်ကျွန်တော်တို့ကမသိဘူးသူကကတ်မှာတော့သိကျွန်တော်ကစာလည်းမရှိဘူးအော်ဝရဆိုတာအစိုးရပဲကတ်လို့ရတာဟုတ်တယ်လေဝရကအစိုးရပဲကတ်လို့ရတယ်မင်းတို့ကအဲ့လိုလို့အစိုးရကိုမင်းတို့တော်လာတယ်နဲ့တူဖြစ်သွားမယ်ဟုတ်တော်လာမှာဘူးကမတော်လာအဲ့လေမဟုတ်အခုမင်းတို့ပြောပြတာဝရလာကတ်တယ်လို့မင်းတို့ပြောရနော်ဝရမ်းဆိုတာအစိုးရပဲလာကတ်လို့ရတယ်အစိုးရလာကတ်လို့ကျွန်တော်တို့ကအစိုးရကိုလက်မခါတာမကတ်ခိုင်းတာလေမကတ်ခိုင်းချင်တာမကတ်ခိုင်းတော့မကတ်ခိုင်းတော့အဲ့တော့ကျွန်တော်တို့စံတာပဲကျွန်တော်တို့တက်တီးတော်ရဲ့စံတာပဲမကတ်ခိုင်းဘူးအထက်အနားလာကလာတော့အဲ့လိုပဲကိုစောက်လာတယ်သူတို့လာကတ်ရင်ကျွန်တော်တို့ကလာမကတ်ခိုင်းဘူးကောက်ွယ်တော့မှာအဲ့လိုပဲအဲ့မလာတော့ကောက်ွယ်ရမယ်ဟာဒီအတင်းသားတွေကကောက်ွယ်မှာအဲ့ပေါ်မျိုးတော့ကောက်ွယ်စီးရကောက်ွယ်ပေါ့ဒါပေမဲ့လုံးဆိုတော့ဘာမှမဖြစ်သေးနေအောင်မေးလို့ဘာမှမဖြစ်သေးဘူးမရှိဘူးသူကဘာတင်မှမရှိဘူးသူထွေးလာလည်းမရှိဘူးသူကြရိုက်ကြတာလည်းမရှိဘူးမှန်တယ်မေးလို့လုံးဆိုကျွန်တော်လည်းတတ်တာပဲဝရမ်းကတ်တယ်ဆိုတာလဲမေတို့မတိပဲနဲ့ကတ်လို့မရဘူးသဘောတစ်ခုပြောပြမတိပဲနဲ့ကတ်တာဟုတ်သုံးနေရကတ်တော့မတိပဲနဲ့ကတ်တော့ကျွန်တော်တို့တေးတော်မူရက်ဖွဲကပုံမတရားဖွဲကမဲတယ်တရားသူကြီးချုပ်ဘူးအကြီးကတရားသူကြီးချုပ်ရဲ့အကြီးကသုံးခါပါတယ်အကြီးကခင်ဗျားတို့အောက်ရကတ်မယ်ဆိုတော့ကျွန်တော်တို့ကအကြောင်းကြားတယ်အခုတော့အကြောင်းမကြားဘူးအဲ့လိုကတ်လို့ရလားဆိုတော့25ရက်ကနေစပြီး30ရက်အထိအချိန်မရွေးတိတော်တဲ့နေရာမှာကျွန်တော်တို့ကတ်မယ်လို့ပြောရလေသူတို့ကအဲ့တော့ကျွန်တော်တို့ကအချိန်ကမတိတော့ဘူးကျွန်တော်ကစောင့်နေတာအတိကသူတို့ကအချိန်မပြောတာအချိန်ပြောရင်မဆောက်ဘူးသူကအချိန်မပြောလို့စောက်တာအကြီးတကုန်းအောက်ရကတ်မယ်ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ကပေးတဲ့စာလေးရှိတယ်ဒီချီတရေမှာကျွန်တော်တို့ကတ်မယ်ဆိုပြီးမှပေးထားတာအခုတော့အဲ့တော့မလာတော့ဘူးသူတို့စိတ်တိုင်းချကတ်မယ်အဲ့လိုတော့အဲ့တော့ကျွန်တော်တို့ကကောက်ကွင်းနေတာပေါ့ကဲစကားမှုတော့ဆီယာကြီးတို့လည်းကျွန်တော်တို့ကဥပမာတစ်ခုတော့ပြောချင်တယ်ခင်ဗျားတို့လည်းနေရောက်ပိုင်ပြီးမှနွားတကောင်ဝေးတယ်နှုတ်ပြီးတော့ခြံဝေးတယ်တရုတ်ပဲပိုင်လို့ရလားအဲ့ဒါရှင်းလေးပဲဒီကျွန်တော်တို့မြေကွေးကကျွန်တော်တို့ဒီကြိုဒီမှာနေတဲ့ကျေးရွာသားအလိုကပိုင်ဆိုင်တယ်ဒါတူညီတူမှုစုမပဲဖြစ်ဘာပဲဖြစ်ပိုက်စာထည့်ပြီးမှဆောက်လုပ်ထားတဲ့ဘုရားကျောင်းတချို့တယောက်တခွေတဲ့ကိုပဲတော့ပေးလို့မရဘူးကျွန်တော်အဲ့လိုယူဆတာညီတူညီမြခွေပေးရတော့ကျွန်တော်တို့မကျင်တော့ဘာမှမရှိဘူးအဲ့ဒါကျွန်တော်စာတာပဲအဲ့ဒါရကျွန်တော်ကအလုပ်ပေးလို့ပြောကျွန်တော်ကမင်းတို့ဘာမှမဖြစ်အောင်ဟိုချိုကြီးဘာမှမဖြစ်ဘူးလို့ပြောရဘာမှမဖြစ်ဘူးအခုဘာလို့ဒီကူပြောရတော့ဘသူတောင်းယူလဲလို့ဆိုအခုကျွန်တော်ပြောပြမယ်ဒီဝင်းတက်ကမင်းတို့ဆက်နေဘာမှမဖြစ်ဘူးလို့ဘသူတောင်းယူလဲလက်မထိုးခိုင်းမယ်တခါလေးလက်မဒီမှာတခြားဖွဲ့ရမရှာဘူးဆိုတော့ကျွန်တော်တို့တောင်းယူမန်နေလေတခြားဖွဲ့ရမင်းတို့နှစ်ဖွဲ့ရှိတယ်လေမင်းတို့နှစ်ဖွဲ့ရှိတယ်တစ်ဖက်ကမကျင်တဲ့ရန်ရှာမှာပဲဘသူတောင်းယူလဲအဲ့ဒါလာလက်မထိုးလက်မထိုးကျွန်တော်တို့ကလည်းမထုပါခွဲလုံးဝမရှိဘူးမထုဘူးမထုဘူးဆိုမနေနဲ့လေဘသူမှမနေနဲ့ကျွန်တော်ကနေမှာမနေလို့မရတော့ဘူးမနေနဲ့ပေါ့ဘသူမှမနေနဲ့ပေါ့ဒါမင်းတို့အခုတစ်ဖွဲ့မင်းတို့နှစ်ဖွဲ့လို့ပြောပြီးပြီလေတစ်ဖွဲ့ကနေတစ်ဖွဲ့နှစ်ဖွဲ့ဆိုပြတယ်တစ်ဖွဲ့ကတတ်ပေးတာလေတတ်ပေးတာပါတော့ရခိုင်ကောင်းနဲ့တွေ့တော့ဘယ်တော့မကြောက်ဘူးပေ60ပဲကြားတယ်တွေ့ကြည့်လိုက်တရားလေးရှိတယ်ဒီမှာသူတို့က25အင်ကျွန်တော်ကတရားကြောက်ရင်တွေ့ကြည့်လိုက်ဘလို့မြလဲဘလို့ကြလဲဆိုတော့အဲ့မှာတိတာမှာဒါကျွန်တော်တို့တရားပေးထားတယ်ကျွန်တော်တို့ကိုအပူရှာပေးထားတာ
要看农的时候60呗，家里那不给他100呗的。 တစ်ခုလုံးကို အားလုံးကျွန်တော်တို့ပိုင်နေဆိုတော့ကျွန်တော်တို့တရားဆွေးလို့ရတယ်ကျွန်တော်ကလည်းလူလည်းမလုပ်ဘူးမလုပ်ချင်ဘူး ဒီမှာပေးတာ အဲ့ဒါတွေက တို့တို့စာသားနဲ့ခွဲ အဲ့ လိုက် လေ အဲ့ဒါတွေက သဘောမတူဘူး မင်းတို့လုံးလို့ရဘူးလေ ဟာတို့သဘောနဲ့ အခုလက်ထက် သူတို့တော့ခါတော့ခေါ်ပြီးညစ်ကြလူကြီးသူကလည်းခွဲဝယ်မယ်ပေါ့အမှန်တရားအဲ့လိုပြောရင်သဘောမတူတာလဲသူတို့ထက်ကပဲခံကတော့လည်းကက်ကွက်တယ်လဲသူတို့ အဲ့ဒီဒီဖက်ကဒီမှာရှိတဲ့ကိစ္စလည်းပဲဒီအဝရာကဘူးအဲ့ဒီအဝရာကတော့ဒါတို့ဘယ်နဲ့ဖြစ်ကလို့ရတဲ့ဒီနေ့မှာလာကမှာပေါ့